ဘောလုံးသမားတိုင်းဟာဆင်းရဲတဲ့ရပ်ကွက်တွေကနေလာကြတာမဟုတ်ပါဘူးအချို့ဆိုရင်မူးရပါမျိုးရိုးစင်ဆက်ကြီးပွားချမ်းသာတဲ့မိသားစုတွေကနေဆင်းသက်လာကြတာပါဒါကတော့ချမ်းသာတဲ့မိသားစုမှာမွေးဖွားလာခဲ့တဲ့ထိပ်တန်းဘောလုံးသမား9ယောက်အကြောင်းဖြစ်ပါတယ်ကြည့်လိုက်ရအောင်နံပါတ်5ခါခါဘရာဇီးယာဆိုရင်ဝင်ကစားသမားအများစုအားဆင်းရဲသားရပ်ကွက်တွေကနေယုံထွက်ခဲ့ရပြီမဲ့ခါခါကတော့ဆော်ပိုလိုရဲ့ချမ်းသာတဲ့ရပ်ကွက်မှာကြီးပြင်းခဲ့ရပါသူတို့အဖေကအလွန်အောင်မြင်တဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်ဘဝကနေယုံထွက်ဖို့ဘောလုံးကစားစရာမလိုပါဘူးသူကဘောလုံးကစားတာကိုတကယ်ချင်းမြတ်နိုးလို့ကစားခဲ့တာပါနံပါတ်4ပြင်သစ်အသင်းခေါင်းဆောင်ဟူဂိုလိုရစ်သူဟာနီးစ်မြို့ရဲ့အထက်တန်းလွှားအတိုင်းဝိုင်းမှာကြီးပြင်းခဲ့တာပါသူတို့အမေကထင်ရှားခဲ့ရှိနေတစ်ယောက်ဖြစ်ပြီးအဖေကတော့ရင်းနှီးမြှုပ်နှံမှုပန်လုပ်ငန်းရှင်တစ်ယောက်ပါစီးဝင်စားစရာအချက်ကတော့သူဟာဂိုးသမားလက်အိတ်မစွတ်ခင်မှာထိပ်တန်းလူငယ်တင်းနစ်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်နံပါတ်3ဆရာတဆူဖြစ်တဲ့အန်ဒရီယာပီယာလိုကတော့ဘောလုံးကစားလို့ရတဲ့လာစာကိုဂယူးမဆိုင်ပါဘူးအကြောင်းကတော့သူတို့အဖေကအီတလီမှာတမ်မနီကုမ္ပဏီကြီးတစ်ခုကိုတည်ထောင်ခဲ့လို့ပါအန်ဒရီယာကအဲ့ဒီကုမ္ပဏီမှာအစုရှယ်ယာပိုင်ဆိုင်ထားဆဲဖြစ်ပြီးမိမိကိုယ်ပိုင်အဆင့်မြင့်ဝိုင်ချန်ကိုလည်းလုပ်ကိုင်နေပါတယ်အမှန်တကယ် smart ကြတဲ့သူပါပဲနံပါတ်2ဂျရာပီကေသူဟာဘာစီလိုနာအသင်းတော်ကစားရုံတွင်မကပါဘူးသူတို့မိသားစုကအသင်းကိုစီမံခန့်ခွဲမှာကူညီပေးခဲ့တာပါသူတို့အဖိုးကအသင်းရဲ့ရေးရှိဒါရိုက်တာတရားထပ်ခဲ့ပါတယ်ဒါအပြင်ရှေ့နေအဖေဈေးရုံဒါရိုက်တာအမေနဲ့မိသားစုပိုင်ဆိုင်မှုထမ်းပေါင်းများစွာရှိတဲ့စီးပွားရေးအင်ပါရာကြောင့် PK ဟာပထမနေ့ကလေးကဘဝအတွက်အာမခံချက်ရှိပြီးသားပါနံပါတ်3ကိုမဖော်ပြခင်တင်ဘယ်လိုကစားသမားမျိုးကိုပို့ပြီးလေးစားပါတယ်လဲမိသားစုကိုလှုပ်ကြွေးဖို့ဆင်းရဲဒုက္ခကြကနေယုံထွက်ခဲ့ရတဲ့ကစားသမားတွေကိုလားဒါမှမဟုတ်ငွေကြေးအခက်အခဲလုံးဝမရှိပဲမောဟိုင်နွမ်းနေသည့်အထိပြေးလွှားသည့်ဘောလုံးကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့စူးစမ်းခဲ့ကြတဲ့ချမ်းသာတဲ့ကစားသမားတွေကိုလားအောက်မှာ comment ရေးခဲ့ပါအောင်ဒါပေမဲ့နံပါတ်1ကတော့တကယ်တာလွန်ကစားသမားပါဖာအစ်ပိုကီယာသူ့ကိုပရီးမီးယားလိမှာပွဲထွက်ကစားတာမမြင်ဘူးကောင်းမမြင်ဘူးပါလိမ့်မယ်ဒါပေမဲ့သူဟာဘရူနိုင်းဖူရင်ရဲ့တူတော်စားသူဖြစ်ပါတယ်သူတို့မိသားစုရဲ့ပိုင်ဆိုင်မှုဟာအမေရိကန်ဒေါ်လာဘီလီယံ20ခန့်ရှိပါတယ်သူဟာတရားဝင်အားဖြင့်ကမ္ဘာပေါ်မှာအချမ်းသာဆုံးဘောလုံးသမားဖြစ်ပါတယ်